ကျွန်တော်ဘောလုံးကန်ရင်းနဲ့ဒူးပြုတ်သွားပါလေအရွတ်ကွဲထွက်သွားပြန်ကု55ရက်ပြည့်ဗောလီဘောပြန်ရိုက်ထပ်ကွဲသွားဆေးရုံပြန်ရောက်ဆံဝဲကုတတိယအချိန်ပြန်ကွဲတော့ဆံဝဲပြောတယ်နောက်တစ်ခါလာရင်ဒူးကောင်ဖြတ်ပြင်းမယ်ကျွန်တော်မကစားတော့ပါဘူးဘောလုံးလက်ရွေးစင်ဗောလီဘောလက်ရွေးစင်ပေါ်တူပြုတ်တော့ဟာအဲ့တော့ကျွန်တော်မှသူ class school လို့ရှိရင်စ
စောင့်ကြည့်နေတဲ့ကောင်တွေအများကြီး